အားလုံးပဲမင်္ဂလာပါကျွန်တော်အကော Rabbit ဖြစ်ပါခင်ဗျကျွန်တော်ဒီနေ့မှာကျွန်တော်အနေနဲ့ပေါ့နော်ဒီကျွန်တော်အနေနဲ့ရက်တရာအသက်ရှင်သွားမှာဖြစ်ပါတယ်ကျွန်တော် channel လေးကလည်းခုမှထောင်တာဖြစ်တော့ကြောင့် subscribe လုပ်ပေးကြပါဦးကဲကျွန်တော် Minecraft ရဲ့ထုံးစံအတိုင်းတက်ခုတ်ပါမယ်ဒါပေမဲ့ကျွန်တော်ကတက်ပင်နဲ့ရှင်းနေမှာစပွန်းတာမဟုတ်ဘူးဆိုတော့ကျွန်တော်တက်ပင်စီသွားလိုက်ပါအောင်မယ်အဲ့တော့ကျွန်တော်ဒီနားလေးမှာလေအရှိပါတက်ပင်လေးတွေ့လားဟုတ်တယ်ပြင်ပြပါဟဲ့ကျွန်တော်မျက်စိမှာသွားကဘာပေါ်တက်တယ်နေပါရှိမကြည့်ရပါတော့မကျွန်တော်တက်ခုတ်ဖို့ကကျွန်တော်တက်ပင်လေးရှိဘက်ကိုသွားမှာအဲ့ဒီမှာလေကျွန်တော်အဲ့နားမှာတက်ပင်ရှိနေစမ်းတော့အဲ့တက်ပင်မခုံမဲဟိုးဘက်ကိုကူးပြီးတော့ခုတ်လိုက်ရဗျာကျွန်တော်အဲ့ဟိုကကျွန်တော် brain wash ကတကယ်လုံးဝနေသွားရပါတော့ကျွန်တော်သွားမယ်ကဲပေါ်တက်ကဲသပင်စားခုတ်ပါမယ်ကျွန်တော်ဒီမှာသပင်စားခုတ်ပြီးပေါ့နော်ကျွန်တော် Minecraft ရဲ့ထုံးစံအတိုင်းသပင်နဲ့ခုတ်ရပါပဲမခုတ်လို့လည်းမရဘူးကျွန်တော်သပင်ကခုတ်ရရပေါ့နော်ကဲသပင်နဲ့ခုတ်လိုက်ပါဦးမယ်ဟာကဲတသားတွေရပြီဆိုတော့ကျွန်တော်အနေနဲ့တသားတွေကိုခြေပါမယ်တသားတွေကို16တုံးကုန်ခြေမယ်ပြီးရင်တော့ကျွန်တော်ဒုတ်8ချောင်းလုပ်လိုက်ပါတယ်ဘာလို့လဲမသိဘူးဒါပေမဲ့ crafting table တစ်ခု craft လိုက်တယ်ပြီးတော့ကျွန်တော်အနေနဲ့အဲ့ crafting table ကိုချပြီးတော့ကျွန်တော်အနေနဲ့ wooden saw wooden pick wooden edge ကို craft လိုက်ပါတယ်ကဲကျွန်တော်ပြီးတော့ကျွန်တော်ဓာတ်ကိုကင်တယ်ပြီးတော့ဟို crafting table ကိုပြန်သိမ်းလိုက်တယ်ပေါ့နော်ဘာလို့လဲမသိဘူးကျွန်တော်အဲ့တောင်ဘက်ကိုဘာလို့ပြန်သွားရတယ်မသိဘူးဒါပေမဲ့ကျွန်တော်အဲ့အချိန်မှာ brain wash ကရုံအားနေလိခဲ့ပါတယ်ကဲကျွန်တော်တို့ရဲ့ work ကလေးကို RIP ပေးလိုက်ပါဦးမယ်ကဲ brother ကိုပါပါ RIP လို့ work ကလေး RIP လို့မှန်းခဲ့ပေးကြပါဦးရော့ဒီကွာဟာရော့ကျွန်တော်အဲ့က controller နည်းနည်းပါဆော့ရခန့်နေလို့ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းပါတော့ကြည့်ပြီးတော့ဆော့ပေးကြပါကဲကျွန်တော်မှာညက်ပင်လေးရှင်းတယ်ဝက်ကလေးလိုက်တတ်တယ်ပေါ့နော်ဘာလို့ဆိုကျွန်တော်အစာရှိမှရမယ်လေအစာမရှိရင်ကျွန်တော်တင်နိုင်တယ်ပေါ့နော်ဟုတ်အဲ့ပါကျွန်တော်နောက်ပိုင်းအိမ်ဆောက်တဲ့ခါကျတော့ရှင်ကျွန်တော်အိုင်ယွန်နေရှိဖို့လေလိုတဲ့အတွက်ကြောင့်မို့မိုင်းလေးတူးရအောင်မယ်ရေဆုံးတော့အစားစာလေးကရှာထားမှရမယ်မို့ကျွန်တော်တည်သွားလို့ရှင်မတည်အစားတာမရှိလို့ဘိုက်စာပြီးတည်သွားလိမ့်မယ်ပေါ့နော်ဒီကလည်းတိုးမွေးလဲလိုရပဲတပြဘာလို့ဆိုတော့တိုးတမသာကျွန်တော်ဟိုအဲ့ရမှာကျွန်တော်အိမ်မှာဆိုပြီးစပို့နိုင်မှာပေါ့နော်ကဲအခုကျွန်တော်ဝက်ကလေးကိုထပ်တာပါမယ်ဘယ်လိုလဲမသိဘူးကျွန်တော်အတွင်းနဲ့အဲ့ Minecraft မှာရောကျွန်တော်အပြင်မှာရောကျွန်တော်ဝတ်သားကိုရမ်းကြိုက်တယ်ပေါ့နော်ကဲဝတ်သားကိုရမ်းကြိုက်တယ်ကောင်းလဲဝက်ကလေးနည်းနည်းပါတက်ပြီးကျန်မယ်ဒါကတော့ကျွန်တော်နောက်ဆုံးဝက်ကောင်လို့ပြောရမလားပဲဟိုဒီကောင်တက်ပြီးကျွန်တော်ပြန်တော့မယ်မိုင်းတူးရအောင်ပဲပေါ့နော်ကျွန်တော်ဒီဘက်ကကျွန်တော် cave လေးတစ် cave ရှိရပေါ့နော်အဲ့ဘက်လေးကိုကျွန်တော်ဆင်းသွားလိုက်ပါတယ်ဘာလဲရှိလို့ရှိညာဆိုရဆင်းသွားလိုက်တာအောက်မှာလဲမြေပဲရှိရတဲ့ကြောင့်ကျွန်တော်ဒီမှာ strip mining လေးတူးလိုက်ပါတယ် strip mining တူးဘလို့လုပ်တယ်ဆိုပြီးတော့ကျွန်တော်ကဒီ wooden push ရအောင်လုပ်လိုက်တာဖြစ်ပါတယ်နည်းနည်းပါတူးပြီးတော့ပြန်ထွက်လာတယ်ပေါ့နော်ပြီးတော့ကျွန်တော် crafting table ကိုချလိုက်တယ်ပေါ့နော်ချပြီးရင်ကျွန်တော် wooden pick ခွက်လိုက်ပြီးတော့ကျွန်တော်အဲ့နာကောပါလေးတူးလိုက်တယ်ကောပါအဲ့လိုမျိုးဖြစ်ရကျွန်တော်ဟိုအေဒွန်လေးထည့်ထားလို့ပေါ့နော်အဲ့အေဒွန်တော့ကျွန်တော်တိုက် channel မှာတင်ပေးထားပါမယ်ကဲကျွန်တော်ခုwooden ကိုပဲရင်သုံးထားမယ်ဗျ wooden ကနောက်ပိုင်းနေရန်နောက်ပိုင်းနေကြအောင်ရှင်ကျွန်တော်ဒီအယုံနေပါတွေ့တူရခတ်တယ်ပေါ့နော်ကဲဒီမှာခိုးပြီးသားဆိုတော့ပေါ်ပြန်တက်ပါမယ်တက်မရတာကျွန်တော်သားကမရှိဘူးသားမရှိတော့အဲ့လိုတက်သွားလိုက်ညီကိုဖြတ်တက်လိုက်ရတဲ့ကိုဖြတ်တက်လိုက်ရပါတော့
ဒီပေါ်တော့ကျွန်တော်ချက်လေးတွေရဲ့ချက်လေးက event chicken မလို့ကျွန်တော်တပည့်နဲ့လွတ်ပလိုက်တယ်ပေါ့နော်အပြင်မှာတော့ချက်သားကြိုက်တယ်ဆိုပေမဲ့လို့ဒီ game Minecraft ထဲမှာတော့ကျွန်တော်ချက်သားမစားဘူးပေါ့နော်ကဲကျွန်တော်အခုကျွန်တော်အခုခါလေးကကြောက်တုံးလေးမှပြောကျွန်တော်လိုက်ရှာတယ်အာယုံတွေ့လို့တွေ့냐ပေါ့နော်အာယုံလည်းမတွေ့ရတယ်ကျွန်တော်ဒီတော့လိုက်အာယုံတူဒီနားလေးလိုက်ရှာဟောင်းနေကြော်လိုက်မယ်ပေါ့နော်ကဲကျွန်တော်အာယုံလာလိုက်ရှာလို့မတွေ့ရတဲ့ကြောင့်မလို့ပေါ့နော်ကျွန်တော်ဒီမှာဒီသေးလေးကိုတူရောပဲကျွန်တော်ဟောလောက်လိုက်ရတယ်ပေါ့နော်ဘာလို့ကျွန်တော်ရဲ့ဟာကိုသိချင်ကြည့်ကျုပ်ဖုန်းလောက်သွားတွေ့လားဒါကျွန်တော် Minecraft ထဲမှာငလီလောက်တဲ့အိမ်တုံထည့်ထားလို့ပါငလင်းအိမ်မှာငလင်းလောက်သွားတယ်ပေါ့နော်ကျွန်တော်အောက်မှာပြက်ကလေး15ဆိုတာရှိရတွေ့လားအဲ့ဒါလေးငလင်းလောက်တဲ့ဟာလေးပေါ့နော်အဲ့ရောက်ကိုဆင်းတယ်ဆင်းပြီးတော့ဒီမှာပေါ်ပြန်တက်ခတ်မှာဆိုကျွန်တော်ပြန်ပြင်းတယ်ပေါ့နော်ပြန်ပြင်းတယ်ပြီးမှကျွန်တော်ဆက်တူးမယ်ပေါ့နော်ဒီလိုပြင်လိုက်အောင်မယ်ပြင်ပြီးတော့ရင်တော့အောက်ကိုဆက်တူးပါအောင်မယ်ကဲတယောက်ကြောက်တုံးလေးဆက်တူးလာရမယ်ကျွန်တော်ခုကအဲ့လိုဖြစ်နေတာကျွန်တော် control ကနည်းနည်းမချိတ် control ကနည်းနည်း error တက်နေလို့ပေါ့နော်အားရလေးရောနည်းနည်းသိခံပေးကြပါကဲကျွန်တော်ခုကြောက်တုံးဆက်တူးတယ်ကျွန်တော်တူးပြီးတော့ကျွန်တော်အာယုန်နီကကျွန်တော်တခြားလေးလိုက်ရှာဖို့လိုရတယ်ပေါ့နော်ခုကျွန်တော်ဒီအောက်ဆင်းနဲ့ mining လေးလုပ်လိုက်ပါတယ်တိတ်ပြီးတော့ကျွန်တော်အများကြီးမလုပ်ပေါ့နော်ဒီကဲကျွန်တော်အာယုန်နေတူးသွားပြီပေါ့နော်ဒီမှာကျွန်တော်အလျားလိုက် mining လေးလုပ်လိုက်တာတော်မျိုးလေးပေါ့နော်အာယုန်ကကျွန်တော်ဒီကနည်းနည်းလေးနဲ့ဘယ်လိုလုပ်ရလဲဆိုခဏကြီးရှိရပါတော့အဲ့ဒီရေဘက်ပေါ့နော်ဒီရေဘက်ကိုဒီမှာလဲနှစ်တုံးတွေ့ရဒီရေဘက်ကနေပြီးကျွန်တော်ရေကူးပြီးသွားတူလိုက်တာအများကြီးရခဲ့ရပေါ့နော်ကျွန်တော်တစ်စတက်တော်နီးပါးလောက်ရခဲ့ရအဲ့တော့ကျွန်တော်ဒီမှာကအယုံများများဆက်စားရနေပေါ့နော်ကျွန်တော် crafting table ချမယ်ပေါ့နော် crafting table ကိုချလိုက်တယ်ချပြီးကျွန်တော်အာယုံ Tuesday လောက်ပဲပေါ့နော်အာယုံ Tuesday လောက်တယ် because age soft လောက်တယ်ပေါ့နော်ကျွန်တော် soft ပြီးတော့ armor ကြီးခရတယ် armor ကတိတ်မလောက်တော့အတွက်ကြောင့်ကျွန်တော်ဒီတိုင်းလေးပဲဘောင်းမီနဲ့ engine ကိုလောက်လိုက်တယ်ပေါ့နော်ကဲမိုက်သွားပြီဗျာတကယ်လုံးဝမိုက်သွားပြီအာယုံကြိုကလေးစောင့်နေရပါတော့ဒီပေါ်မှာကတော့ညားရောက်နေရယ်ဒီဘက်ကကျွန်တော်အာယုံလေးကနည်းနည်းညာများတူထားပါတော့အမစားစားရပြီကဲစားစားလေးစားလိုက်ပါအောင်မယ်ဟောစားစားပြီးတာမေးလို့ဟဲ့ကျွန်တော်ဘိုင်းမစားသေးရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအပေါ်လေးတက်ကြည့်ရပါတော့အပေါ်မှာကညားရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တက်လဲရမ်းလိုအပ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တပင်စီအမြန်သွားလိုက်ပါတယ်ဟာကျွန်တော်ဘာလို့ခြုံရှင်းနေလဲမမမိဘူးဗျာကျွန်တော်ရှောက်နေနေရပဲစားလာပါဗျာမခရီဗာလို့ဘာလို့ကျွန်တော်စီလာနာတွေ့လို့မဆိုစီကလင်တန်တကောင်တွေ့ရပါတော့ကျွန်တော်အဲ့ကောင်ကိုခီးဦးဆိုင်ပဲနဲ့ဟိုးဘက်ကိုသွားပြီးတက်ခုတ်တယ်ပေါ့နော်အဲ့ကောင်ကျွန်တော်လမ်းပြစ်တာကျွန်တော်ရှောင်းနေရတဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ကောင်ကိုသွားပြီးခုတ်တက်လိုက်တာပေါ့နော်ကဲအိုင်ဘီပါစကလက်တန်ကြီးကိုမမှလည်းရေးတော့ပေးကြပါအောင်ကဲကျွန်တော်ဒီမှာစက်ခုတ်ပဲပေါ့နော်ဘာလို့လဲမသိကျွန်တော်အဲ့ဒီထဲမှာကျွန်တော်တီးကန်နီးလေးများရပေါ့နော်ဟိုမှာစပိုက်ဒါရောက်လာတယ်စပိုက်ဒါကျွန်တော်ပြေးရပါတော့ကျွန်တော်ပြေးရတယ်အဲ့ကိုပြန်ချမလို့စဉ်းစားသေးတယ်ဒါပေမဲ့ကျွန်တော်တိတ်သွားလို့လည်းမရဘူးပေါ့နော်ကျွန်တော်အစားစားကလည်းရဟန်းကြီးမရှိတော့ကျွန်တော်ပြန်ချဖို့ကအဆင်မပြေဘူးပြီးတော့ကျွန်တော်သွေးရော့သွားရင်လည်းအစားစားပိုက်စားလာအဲ့အတွက်ကြောင့်ကျွန်တော်အစားစားတိတ်မရှိတော့ကျွန်တော်အောက်ပြန်ဆင်းလာခဲ့ရပါတော့ကဲအောက်ရောက်ပြီးဆိုတော့ကျွန်တော်အစားစားနည်းနည်းထပ်ယူတယ်ပြီးရင်စားပါမယ်ကဲအားလုံးပဲစားကြပါအောင်ခင်ဗျာကြွေးပါဦးအစားမှာအစားစရာတိတ်မကြံတော့ကဲကျွန်တော်အာယုံလေးနည်းနည်းယူလိုက်တယ်ဒါဆိုကျွန်တော်ဟွာလုံးလေးရပြီနေအောင်နဲ့ရောက်သွားရတာဟောမရောက်သေးဘူးအဲကျွန်တော်ဒီမှာအာယုံနဲ့ပပဆောင်းလာအောင်ပါပေါ့နော်အာယုံကကျွန်တော်အကြာကြီးမဆောင်းချင်ဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်အကြာကြီးဆောင်းပြင်းစီရကောင်းကျွန်တော်ခွင်စိုးတိုင်းကားလေးတစ်ခုခရလိုက်တယ်
တိုင်းကခရက်တယ်ပြီးတော့ဘောင်းမီပြီးတော့အုတ်ထုတ်ကဲဒါဆိုတော့ကျွန်တော်ဒီနည်းနည်းနဲ့ကျွန်တော်အာမရတော့ဘနော်ခုကျွန်တော်ဒီကတန်းလေးရှိတော့ပါကျွန်တော်တူးထားကကျွန်တော်မိုင်းတွင်းထဲမှာတင်ကျွန်တော်ဒီ5လောက်ပေးလိုက်ရပါတော့ကဲကျွန်တော်နည်းနည်းပပအာယုံလေးရိုက်ဆိုတော့ဒီမှာမြန်သွားအောင်အာယုံကျွန်တော်ခိုးထပ်ထည့်လိုက်တယ်ပြီးတော့ဒီဘက်ဟာကိုကျွန်တော်ယူလိုက်ပြီးတော့နော်ဒီဘက် question table ကလည်းဘာသုံးဝင်တော့တဲ့ကြောင့်ကျွန်တော်ယူထားလိုက်တော့တယ်ဒီပေါ့နော်ဒီဟာလေးနည်းနည်းပပဆောင်နေလိုက်တယ်ကျွန်တော်ဒီထဲမှာကျွန်တော်အာယုံအာမာကအပြည့်အစုံရထားရပေါ့နော်ကဲမနက်မိုးလင်းပြီထင်လို့ကျွန်တော်ပေါ်တက်သွားတယ်ဒါပေမဲ့ညရောက်နေအောင်ပါပဲဒါပေမဲ့မူလင်းကနေပေါ့နော်အဲ့တော့ဇွန်ဘီနေပါရှိမလားလိုက်ကြည့်တယ်ဇွန်ဘီဒီကတိတ်မတွေ့ရဘူးနော်အဲ့ umbrella မသိဟုတ်လားဒါမှရွာသားဇွန်ဘီတွေ့ကျွန်တော်ရွာရှိမှထင်တယ်ပေါ့နော်မကျော်ရွာသားဇွန်ဘီလာနေပြီရော့ကွာမင်းလားကွာဟာ要命啊！偏爱了呢，没偏爱我偏爱嘛瓜，我这边差没要叫，哟，哈哈哈哈，没啦瓜我，给做奥森吧没？奥森比，先呀，你看到不喏？对不加哟，给阿勇去没？阿勇个面面对，就那嘞，第边有多少钱的不喏？哎呦，就第。ခါလေးကိုကျိုးရဲ့အထိမဆောင်းနိုင်တော့တူးလိုက်တယ်ကျိုးထားရညာပေါ့နော်ကဲပြီးတော့ကျွန်တော်ပေါ်ပြန်တက်ပါတယ်ကျွန်တော်ဒီမိုင်းနစ်ကကျွန်တော်တစ်ခါပဲသုံးခဲ့ရပါတော့နောက်ပိုင်းမှာကျွန်တော်ကဒီချားပိုင်မှာအိမ်သွားဆောက်လိုက်တယ်ပေါ့နော်ဒါတော့ကြာခင်ရောက်လာပါလိမ့်မယ်ကဲကျွန်တော်နောက်ကလည်းကျွန်တော်လိုက်လို့ပြေးနေရပါပြီခင်ဗျာခရီပါရောစကလာတိုင်ရောဇွန်ပြီးအဖုံလိုက်လာဗျာကဲလိုက်လာသေးလားလွန်လန်းကြီးရဲ့တခြားရှိုးတယ်မတွေ့လို့သွားတယ်နွားကိုလမ်းကြုံဝင်တတ်တယ်ပေါ့နော်နွားလေးရောက်တနာပါကျော်အမေသားကကျွန်တော်အပြင်မှာလည်းရမ်းကြိုက်တယ်ဗျအပြင်မှာဆိုတော့မေသားကိုကျွန်တော်မေသားဟင်းလေးကစော်စကောင်းတယ်မေသားကိုကြော်ထားလေကြိုက်တယ်ပေါ့နော်နွားတွေကကြော်တိတ်မတက်ကောဘူးဒါတော့ကျွန်တော်အေဒွန်ထည့်ထားပေါ့ဒီအေဒွန်လိုချင်တဲ့ဆိုတော့ကျွန်တော်channel မှာကျွန်တော် Telegram channel မှာလာရောက် download ပြုလုပ်လို့ရပါတယ် channel လေးကိုလည်းအောက်မှာချပေးထားပါမယ်ခင်ဗျာကဲအင်း shop ဖို့နေရာလေးလိုက်ရှာလိုက်ပါဦးမယ်ကျွန်တော်တွေ့တယ်တိုးကအရင်များဆိုပေမဲ့ကျွန်တော်အဲ့ရလုပ်လေးအောင်ကျွန်တော်တတ်လိုက်တယ်ဟိုဘက်မှာနောက်တစ်ကောင်တက်တွေ့တယ်ရောအကောင်တော့တက်တယ်အကောင်မြန်တယ်ဗျအမေဆိုမြန်တယ်ဗျကျွန်တော်နည်းနည်းရတယ်ပေါ့နော်အဲ့ရလုံးလို့ရဆိုကျွန်တော်ပန်းသွားခုတယ်ပန်းသွားခုနေချိန်မှာတူးနှစ်ကောင်ချင်းတွေ့နေတာတွေ့လိုက်ရတယ်။ဒါမှကျွန်တော်လာတွေ့တော့တူထီကထွက်ပြေးတယ်။တူကမှဘာလို့ထွက်ပြေးသွားလဲစောင့်နေတာပေါ့နော်။ကျွန်တော်လည်းတူမောက်တပ်လိုက်တယ်။တပ်ပြီးသူ့ဖိနာကြံခဲသူဒုတိယလူကိုကျွန်တော်တပ်ပြကြလိုက်ပါတယ်။ဟာတပ်လိုက်ပါပြီ။ဟဲ။တို့တော့စိတ်မကောင်းစရာ။ကိုဘက်ကတိုးလေကျွန်တော်ချန်ဦးကျွန်တော်အကောင်ကိုသူ့ရဲ့မိမနဲ့ဒုတိယလူနာကိုပို့လိုက်တယ်တော့တစ်ချက်လောက်ပဲခေါ်လိုက်ရကျွန်တော်ဝက်ကိုတက်ဖို့ကြံသေးရပေါ့နော်ဒါပေမဲ့ဝက်ကရှမ်ပရီတော့ကျွန်တော်အဲ့ရလေးအဝါရောင်လေးကြိုက်တဲ့အတွက်ကြောင့်မလို့အဲ့ရဝါရောင်လေးလှုပ်ဖို့ယူလိုက်ပါတယ်အချိန်မှာဝက်ကောင်တွေ့ပြီကွာဒါပေမဲ့အကောင်လူငိမ့်ချမ်းတော်ခင်ပေးလိုက်ပါတယ်ဟဲမတိုးမဲအောင်ဆိုပေမဲ့ကျွန်တော်လူငင်းချက်သားကိုထပ်ပိတ်လိုက်ပါတယ်။ဒါဆိုကျွန်တော်မွေးနေ့ကလည်းရောက်တော့မှဖြစ်တဲ့တက်ချောင်းမလို့ကျွန်တော်မွေးနေ့အတွက်ကျွန်တော်သူချမ်းသာခွင့်ပေးလိုက်တာပါ။ကဲကျွန်တော်အိမ်ဆောက်မယ်ပေါ့နော်။အိမ်ဆောက်ဖို့ကျွန်တော်ဘာယုံလေးနည်းနည်းပပလိုက်ရှာနေရပေါ့နော်။ကျွန်တော်နောက်ဗီဒီယိုမှာလည်းဘာဗီဒီယိုထပ်တင်ပေးရမလဲဆိုတော့ပြောခဲ့လို့ရပါတယ်။ဥပမာကျွန်တော်ဒရိစဥယျာဉ်ဆောက်ခိုင်းတာဒါမှမဟုတ်ကျွန်တော်ဝါဒန်နေတဲ့ပိုင်ဝမ်းချခိုင်းတာလို့ဘာလို့လုပ်လို့ရပါတယ်ဒါအပြင်ကျွန်တော်အေဒွန်နေတောင်းချင်တဲ့အေဒွန်တွေကိုလည်းကျွန်တော်ပြောခဲ့လို့ရပါတယ်ကျွန်တော်အေဒွန်လေးကိုကျွန်တော်လင်းလေးနဲ့ပြန်ချပေးပါမယ်
ကဲကျွန်တော်မှာပြားကိုတွေ့ရပေါ့နော်ပြားထွက်ကြိုက်လို့ထွက်ကြိုက်ညာဆိုရင်ကျွန်တော်အကောင်ခုတ်တယ်အကောင်လည်းမကြိုက်တဲ့ကြောင့်ကျွန်တော်ပြန်သွားရပေါ့နော်အစကျွန်တော်ဒီဘက်ကိုဖြတ်လာတော့ဟွာတွေ့ခဲ့ရဗျအစကျွန်တော်ဒီဘက်ကိုဖြတ်လာတော့ကျွန်တော်နှင်းရသည်လားနှင်းရသည်ကိုတွေ့ခဲ့ရပေါ့နော်ဒီပါကျွန်တော်မူးရွာလုံးဝလှရဗျအဆူမီလာကိုက်နေပြီဟာအိုင်ပြီရပြီအဲ့ဒါဆိုကျွန်တော်ပြောဘယ်လိုပြောမလဲကျွန်တော်ဒီတက်နေဖိုင်အောင်လို့ရောက်လာပါနော်အဲ့တော့ကျွန်တော်ဒီနာလေးကိုရွှေ့လိုက်တယ်ဆိုတော့ကျွန်တော်အရှိမပင်လေးရှိရယ်ပြီးတော့တတော်ရအများကြီးရှိတဲ့အတွက်ကျွန်တော်ရွှေ့လိုက်တာပေါ့နော်အိမ်လေးကတော့ကျွန်တော်ခြေတန်းရှိအိမ်လေးဆောက်မလို့စိတ်ကူးထားတယ်ကဲအိမ်လေးကိုဆက်ဆောက်လိုက်ပါအောင်မယ်အားလုံးပဲဆောက်ပြကြပါဦးရောက်ပါပြီကဲကျွန်တော်အိမ်လေးကတော့ဆောက်ပြီးသွားပြီပေါ့နော် chapter ဘာချပြီးသွားပြီပေါ့နော်ဒါဆိုတော့အိမ်လေးကကျွန်တော်ခြေတန်းရှိအိမ်ဆိုပေမဲ့တိတ်မလာဘူးပေါ့နော်နောက်ပိုင်းနေရောအိမ်လာလေးဆောက်မယ်ပေါ့နော်ခုတော့အလွယ်တကူပဲဆောက်လိုက်တယ်ပေါ့နော်ကဲကျွန်တော်အပေါ်ပြန်တက်ပါပြီကျွန်တော် channel လေးကိုတော့ subscribe လုပ်ခဲ့ပြကြပါဦး like လုပ်ခဲ့ပြကြပါဦးကျေးဇူးတင်ပါတယ်ဒါနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးလေးကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် bye bye